လာရင်နှစ်ချမ်းကွဲသွားတဲ့အခါဘာတွေဆက်ပြီးတော့ဖြစ်လာနိုင်လဲမင်္ဂလာပါရှင် Knowledge TV ညီမကနေပြီးတော့ကြိုဆိုလိုက်ပါရစေပရိသတ်ကြီးရေလာနှစ်ချမ်းကွဲသွားတဲ့အခါမှာဒါမှမဟုတ်လာမရှိတော့တဲ့အခါကမ္ဘာမြေပေါ်မှာဘယ်လိုမျိုးအကျိုးသက်ရောက်မှုတွေဖြစ်နိုင်လဲဆိုတာကိုအတူတူလေ့လာကြည့်ကြအောင်နော်ကမ္ဘာပေါ်ကဒီရဲ့တက်ကြကလာရဲ့ dress ဆွဲရပုံမှာမူတည်ပါတယ်ဒါကြောင့်မလို့လာနှစ်ချမ်းကွဲသွားတဲ့အခါမှာကျင်းသေးကမ္ဘာကြီးပေါ်သက်ရောက်မှုကကြီးမားမှာပါလာနှစ်ချမ်းကွဲဖို့ဆိုတာမဖြစ်နိုင်တာတော့မဟုတ်ပါဘူးဥပမာတဘာဝဘေးအန္တရာယ်အနေနဲ့ဆိုအာကာသထဲရှိတဲ့ကြီးမားတဲ့ဥက္ကာကယ်တွေတိုက်မိရကဖြစ်နိုင်တယ်လို့လာနဲ့ကမ္ဘာ dress ဆွဲအားအပြောင်းလဲကြောင်းလည်းဖြစ်နိုင်ပါတယ်သိပ္ပံနည်းကျစိတ်ကူးရင်ဆန်တဲ့နီလန်းနဲ့ဆိုရင်သိပ္ပံဇာတ်လမ်းတွေကလူသားတွေရဲ့နျူကလ িয়ার စမ်းသပ်ဖောက်ခွဲမှုတွေကြောင့်လည်းလာနှစ်ချမ်းကွဲနိုင်တယ်လို့ဆိုကြပါတယ်။လာပြည့်စည်သွားတဲ့အခါ dress ရပြောင်းလဲမှုတွေစတင်ပြီးတော့ဖြစ်ပေါ်လာမှာပါ။လာရဲ့ dress ရကဒီ line တွေကိုထိန်းချုပ်ထားရကနေနှစ်ချမ်းကွဲသွားတဲ့အခါမှာဒီ line စနစ်တွေကမောက်ကမဖြစ်ပြီးတော့ကာယူရန်ဒေတာတွေမှာရေလွှမ်းမှုတွေရုတ်တရက်ရေတိုးကျမှုတွေဖြစ်ပေါ်လာမှာပါ။ဒါ့အပြင်ကမ္ဘာလှည့်ပတ်ပုံတွေကပြောင်းလဲနိုင်ပြီးတော့နေနဲ့ညကြအချိန်ကွာဟမှုမမှန်တာတွေလည်းဖြစ်လာနိုင်ပါတယ်။ကမ္ဘာကြီးက23.5 ဒီဂရီတင်းဆောင်ပြီးလဲပတ်နေတာကလာရဲ့ဆွဲအားကြောင့်ဖြစ်ပြီးတော့ဒါကြောင့်ပဲကမ္ဘာကြီးကတပတ်လေဖို့24နာရီကြာမြင့်တာပါ။အကယ်၍အဲ့ဒီဆွဲအားတာမရှိဘူးဆိုရင်တော့ကမ္ဘာကတပတ်ပြေးဖို့6နာရီကနေ8နာရီသာကြာမြင့်မှာပါ။အဲ့ဒီကနေနဲ့ညကမောက်ကမဖြစ်ပြီးတော့သက်ရှိတွေပုံမှာလည်းအကျိုးသက်ရောက်မှာပါ။ပရိသတ်ကြီးတို့ဂျူပီတာဂျူဘောက The Great Red Spot မုန်တိုင်းကြီးအကြောင်းကိုကြားဖို့ကြားမှာပါ။ဒီမုန်တိုင်းဖြစ်ရတဲ့အကြောင်းရင်းတွေကအဓိကတစ်ချက်ကဂျိုလေဘက်ပုံကအယမ်းမြန်နေလို့ပါဒါတော့မှဂျူပီတာဂျိုကတပတ်ပြည့်ဖို့10နာရီကြာတာပါဒါကြောင့်လာမရှိရတဲ့အခါမှာကမ္ဘာကြီးကတပတ်ကို9နာရီနှုန်းနဲ့ဂျင်းလိုလဲနေမှာဖြစ်တဲ့အတွက်မုန်တိုင်းတွေဖြစ်လာနိုင်ပြီးတော့ဒီမုန်တိုင်းတွေရဲ့ကြာချိန်ကလည်းနှစ်နဲ့ချီပြီးတော့ကြာလာနိုင်ပါတယ်နေကနေထုတ်လွှတ်တဲ့အာကာသရောင်ခြည်တွေနဲ့ဥက္ကာမုန်တွေကိုကာကွယ်ပေးထားတာလည်းလာပါပဲလာရဲ့ dress ရမရှိတော့ရင်ကမ္ဘာဝင်ရိုးစွန်းအတော်တင်းဆောင်လာပြီးတော့ရာသီဥတုစနစ်တွေလည်းပြင်းထန်လာနိုင်ပါတယ်။ဥပမာဆောင်းထဲမှာဆိုရင်အေးပူတာ၊နှွေးမှာဆိုရင်အပူလိုင်းပူတာတွေဖြစ်တတ်ပါတယ်။ဒါအပြင်လာရဲ့ dress ရပျောက်ဆုံးမှုကြောင့်ပဲသမုဒ္ဒရာရေစီးကြောင်းတွေကလမ်းကြောင်းလွဲပြီးတော့ရာသီဥတုတွေကလည်းတည်ငြိမ်မှုရှိလာတော့မှာမဟုတ်ပါဘူး။လာပြင်းနေ့တွေမှာလာရဲ့အလင်းရောင်ကနှစ်ချမ်းကွဲသွားတာဖြစ်တဲ့အတွက်ညဘက်ပတ်ဝန်းကျင်မှာပိုပြီးတော့မှောင်မဲနေမှာပါ။ရာသီဥတုပြင်းထန်မှုကြောင့်သီးနှံမင်းတွေကလည်းမဖြစ်ထွန်းတော့ဘဲနဲ့စားနပ်ရိက္ခာအကျက်တဲဖြစ်ပြီးကမ္ဘာအငတ်ဘေးကိုကြုံလာမှာပါ။သိပ္ပံစိတ်ကူးရင်ဆန်တဲ့ဖြစ်နိုင်ခြေတွေရဆိုရင်တော့လာရဲ့အစိတ်ပိုင်းနှစ်ခုဟာကမ္ဘာကိုပတ်နေစင်မှာပဲတစ်ခုနဲ့တစ်ခုတိုက်မိပြီးပြိုကွဲရကကမ္ဘာပေါ်ဥက္ကာကဲမိုးရွှာသွန်းမှုဖြစ်နိုင်ပါတယ်။ dress ဆွဲရပြောင်းလဲမှုကြောင့်လာအပိုင်းစားတွေကကမ္ဘာမြေပေါ်စီကိုပြန်လည်ပြိုကျလာရင်တော့ကြီးမားတဲ့သဘာဝဘေးဖြစ်လာနိုင်ပါတယ်။ဒါကြောင့်ဒီနေ့မှာလာရဲ့အရေးပါပုံကိုအားလုံးသိသွားအောင်လို့သိပ္ပံနည်းကျစိတ်ကူးရင်အချက်တွေပေါ်အခြေခံပြီးတော့ NASA နဲ့နဂတပညာရှင်တွေရဲ့လေ့လာချက်တွေကိုကိုးကားပြီးတော့တင်ဆက်ပေးခဲ့ပါတယ်နော်။အဆုံးနေ့ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူးပဲတင်ရှိပါရရှင်။နောက်ရက်ဒီမှာပြန်ဆောင်ကြပါမယ်နော်။